လီဝေရှီဟာဂျားကုမ္ပဏီရဲ့အထက်စီးကစီဝါဂျားဆောင်ရဲ့အတွင်းရေးမှူးအဖြစ်ဝင်ရမယ်သူမရဲ့ရည်ရွယ်ချက်ကအလုပ်လုပ်ဖို့တသက်မဟုတ်ပါဘူးသူမရဲ့မိခင်ကိုနာကျင်စေခဲ့တဲ့ဂျားမိသားစုအပေါ်လက်စားချေဖို့စ조사နေတာပါစီဝါဂျားဆောင်ကလည်းတာမန်လူမဟုတ်ပါဘူးအေးဆက်ဆက်နဲ့မောက်မာသူတယောက်ပေါ့လီဝေရှီရဲ့နောက်ကျောင်းကိုဂျားဆောင်ကစုံစမ်းပါတယ်သူမရဲ့မိခင်ကစေးရုံတက်နေရပြီးငွေကြေးကျပ်တဲဖြစ်နေတာကိုသိသွားတဲ့အခါဂျားဆောင်ကသူမကိုအမျက်ထုတ်ဖို့စ조사ပါတော့တယ်အိမ်အောင်ပြုဖို့ဖိအားပေးနေတဲ့မိသားစုကိုရှောင်ဖို့အတွက်လီဝေရှီကိုရေးစားအတုအဖြစ်တရုပ်ဆောင်ခိုင်းပြီးစာချုပ်တစ်ခုချုပ်ဆိုလိုက်ပါတယ်ဒါပေမဲ့ဂျားမိသားစုကလီဝေရှီကိုလက်မခံပါဘူးဂျားမိသားစုရဲ့တားမိတွေကလီဝေရှီကိုနှိမ်ချဖို့စ조사သလိုအခြားတစ်ဖက်မှာလည်းလီဝေရှီရဲ့နောက်ကျောင်းတွေကိုအပုတ်ချပြီးကုမ္ပဏီကနေထွက်သွားအောင်လုပ်ပါတယ်။အဲ့ဒီအချိန်မှာပဲဂျားဆောင်ရဲ့ညီဖြစ်သူကလည်းလီဝေရှီကိုစိတ်ဝင်စားလာပြီးပြိုင်ဆိုင်မှုတွေဖြစ်လာပါတော့တယ်။ဇလန်းရဲ့အရှိန်ဟုန်ကမြင့်တက်လာပြီးအမှန်တရားတွေတစ်ခုပြီးတစ်ခုထွက်ပေါ်လာချိန်မှာလီဝေရှီဟာသူမရည်ရွယ်ထားတဲ့လက်စားချေမှုနဲ့သူမရဲ့အစစ်မှန်ချစ်ချင်းမြတ်တာကြားမှာဝေခွဲမရဖြစ်လာပါတယ်အခြေအနေတွေကပိုဆိုးလာပါတယ်လီဝေရှီရဲ့မိခင်ဟာဂျားမိသားစုနဲ့ဘလို့ဆက်ဆက်နေတယ်လဲဆိုတာပေါ်လာချိန်မှာသူတို့နှစ်ယောက်ကြားကယုံကြည်မှုတွေပျက်စီးသွားပြီးလမ်းခွဲခဲ့ကြပေမယ့်နောက်ဆုံးမှာတော့ဂျားမိသားစုရဲ့မကောင်းတဲ့အစီအစဉ်တွေကိုလီဝေရှီကဂျားစုံနဲ့အတူတူပူးပေါင်းပြီးဖော်ထုတ်လိုက်နိုင်ပါတယ်အမုန်းတရားတွေပျောက်ကွယ်သွားပြီးသူတို့နှစ်ယောက်ဟာအတိတ်ကိုမေ့ထားကအနာဂတ်အတွက်လက်တွဲသွားနိုင်ခဲ့ပါတယ်